ဘိုးဘီတို့၏ယုံကြည်ခြင်းဆိုသောဓမ္မသခြင်းဖြစ်ပါတယ်။နေစေခြင်းမျိုးခံရတော်လဲဘိုးဘီတို့၏ယုံကြည်ခြင်းတည်ထိုတဲ့ကိုကြာရတော်ခါကျွန်တော်တို့စေဝမ်းမြောက်ဝမ်းသာဘိုးဘေတို့ဤယုံကြည်ခြင်းကြောင့်တည်ကြည်ပါမည်ပေသည်တိုင်အောင်ထောင်းတွေအကျဉ်ခံရတော်လဲသူတို့စိတ်သည်တည်ကြည်လျက်ရှိယုံကြည်ခြင်းကြောင့်ကျွန်တော်တို့လည်းအဆုံးတိုင်အောင်ခံသိကြ၏ဘိုးဘေတို့ဤယုံကြည်ခြင်းကြောင့်တည်ကြည်ပါမည်ပေသည်တိုင်အောင်ယုံကြည်ခြင်းကြောင့်ကျွန်တော်တို့လည်းယံသူကိုပင်ချစ်ခင်ပါမည်ကောင်းသောအကျင့်စကားအဖြစ်ယုံကြည်ခြင်းတရားဟောပြောမည်ဘိုးဘေတို့ဤယုံကြည်ခြင်းကြောင့်တည်ကြည်ပါမည်ပေသည်တိုင်အောင်ဘိုးဘေတို့ဤယုံကြည်ခြင်းကြောင့်တည်ကြည်ပါမည်ပေသည်တိုင်အောင် God bless you all